အဲ့တော့ဗိုလ်ချုပ်အောင်ဆန်းအကြောင်းခင်ဗျားတို့လည်းကြားဘူးလားနော်နှစ်ချက်ကျွန်တော်သတိထားမိတာဟုတ်လောလောဆယ်ပဲအိုဘားမားဗမာပြည်လာသွားတာအားလုံးသိတာပေါ့အိုဘားမားဗမာပြည်လာသွားတော့အိုဘားမားပြောတဲ့ဟာတွေကိုသတိရမှာပါဗမာပြည်လာရတဲ့အကြောင်းရင်းဘာကြောင့်လဲတဲ့နံပါတ်1အချက်ပြောတာဗမာပြည်လာရတဲ့အကြောင်းရင်းဟာတဲ့ကျွန်တော်သမ္မတအဖြစ်ကျမ်းသစ္စာကျင့်တဲ့အခါမှာကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်ရဲ့လက်ဝါးကိုဖြန့်ထားတယ်ဒီလက်ဝါးကိုဖြန့်ထားတဲ့လက်ကိုတွဲဖို့ဘယ်သူလာမလဲအာနာရှင်တွေကလက်သီးဆုပ်တော့ရပိုင်ခွင့်တွေအကုန်လုံးဆုပ်ကင်ထားတဲ့ပြည်သူတွေလက်သီးနဲ့လက်မောင်းနဲ့အာနာပြတော့အုပ်ချုပ်နေကြတယ်အဲ့ဒီအာနာရှင်တွေကကျွန်တော်လက်ကိုလက်ဖြန့်မလို့လာတွဲရဆိုရင်ကျွန်တော်ဒီလူတွေကိုလက်တွဲဖို့အစင်သင့်ပါပဲလို့ကျွန်တော်သမ္မတကျမ်းသစ္စာကျင့်ဆိုတဲ့နေရာမှာကျွန်တော်ပြောခဲ့တယ်ခဏကျွန်တော်ဗမာပြည်ကိုရောက်လာပါတယ်မြန်မာပြည်ကိုဒီလိုရောက်လာတယ်ဆိုတဲ့သဘောကဘာကိုပြောတာလဲအကုန်လုံးကျွန်တော်တို့တိုင်းပြည်ကိုအမေရိကန်ပြည်တော်စုကလက်တွဲတော့မယ်ဆိုတဲ့သဘောမျိုးပေါ့ဒါလေးကအမှန်တန်ချစ်စရာကောင်းပါတယ်ဒုတိယပြောကြားဆက်ချက်ကဘာလဲဆိုရင်ကျွန်တော်ရန်ကုန်တက္ကသိုလ်မှာစကားလာပြောတာဘာကြောင့်လဲရန်ကုန်တက္ကသိုလ်ဆိုတာအစင်လာရှိတဲ့တက္ကသိုလ်ပါဒီတက္ကသိုလ်မှာကုလသမဂ္ဂအတွင်းမှုချုပ်ဦးသန့်လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းဗမာပြည်ရဲ့ခေါင်းဆောင်ဦးနုတို့ကိုမွေးထုတ်လိုက်တဲ့နေရာဖြစ်တယ်အစင်လာရှိတဲ့နေရာမလို့ကျွန်တော်ဒီကိုလာတာပါအမှန်တန်ကောင်းပါတယ်ကျွန်တော်တို့ဗမာပြည်ရဲ့အစင်လာကိုတကဘာလုံးကသဘောပေါက်သွားအောင်သူပြောနိုင်ခဲ့ပါတယ်အဲ့တော့ဗိုလ်ချုပ်အောင်ဆန်းကနိုင်ငံရေးလုပ်ပါတယ်ကျွန်တော်ပြောတယ်လို့ပဲတမကမှာအဆင့်ဆင့်ဟောပြောလာပြီးတော့နောက်ဆုံးမှာဒီမှာကျွန်တော်တို့ရဲ့နိုင်ငံခေါင်းဆောင်ဖြစ်လာတယ်အဲ့တော့ဗိုလ်ချုပ်အောင်ဆန်းနိုင်ငံရေးလုပ်တော့ဘာပြောရလဲဆိုရင်နိုင်ငံရေးဆိုတာတဲ့အမတန်တန့်ရှင်းမွန်မြတ်တယ်သို့တော့အမှန်တန်ကြီးကျယ်မြင့်မြတ်ပြီးတော့လူတွေမလုံနိုင်တဲ့ရမဇိုတရားလိုမျိုးခက်ခဲတဲ့တရားလည်းမဟုတ်ပါဘူးအဲ့လိုမျိုးလူတွေအတော်အသင့်ကောင်းမွန်လုံနိုင်တဲ့တရားပါပဲအဲ့တော့နိုင်ငံရေးဆိုတာသူ့ဘာသာသူကောင်းပေမဲ့နိုင်ငံရေးသမားတွေကလည်းကောင်းဖို့လိုတယ်နိုင်ငံရေးသမားတွေကဒီနိုင်ငံရေးကိုညစ်ထေးအောင်လုပ်လိုက်ရင်နိုင်ငံရေးကညစ်ထေးသွားမှာပဲဆိုလိုတာကလူတွေကညစ်ထေးအောင်လုပ်ကြလို့ဖြစ်တဲ့ကိစ္စပါအဲ့တော့ကျွန်တော်တို့ဒီနေ့ဒီမှာလာပြောနေတဲ့ကိစ္စဟာကျွန်တော်တို့လိုတဲ့လူတွေမညစ်ထေးအောင်လုပ်ဖို့ကိစ္စပါပဲစဉ်းစားကြည့်ပါကျွန်တော်တို့လက်ပတောင်းတောင်ပြဿနာပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုပြဿနာဖြေရှင်းမလဲကျွန်တော်တို့ကအမြဲတမ်းပဲဒါကြီးကိုလိုချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မလားသိက္ခာရှိတဲ့ပြည်သူတယောက်အနေနဲ့နေမလားဒီကိစ္စမှာကော်မရှင်ခေါင်းဆောင်ဖြစ်ဒေါ်အောင်ဆန်းစုကြည်ကဖြေရှင်းမယ်လို့ပြောလာတယ်ဒီခါမှာကျွန်တော်တို့ကဒီအဖြေကိုစောင့်မလို့ကျွန်တော်တို့လိုက်နာရအောင်မှာဖြစ်တယ်ကျွန်တော်တို့ကခုနပြောတယ်လို့တယံဇာတတွေပေါ်ကျွယ်သွားတဲ့အခါမှာလူတွေလိုအပ်တဲ့ဟာနှစ်ခုရှိပါတယ်အဲ့ဒါကအသိပညာရယ်မေတ္တာတရားရယ်ပဲဖြစ်တယ်အသိပညာရဖို့နော်အာလောကသုတ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဗုဒ္ဓမြတ်စွာဟောသွားတာရှိပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2600ကဒီလောက်ခက်မိမိဟောမယ်လို့တော့မမျှော်လင့်ကြဘူးပေါ့သို့တော်လဲအာလောကဘလူးကြီးကဗုဒ္ဓမြတ်စွာကိုမနိုင်လေတော့သူ့မှာကောင်းတာဘာရှိလဲဆိုတော့မေးတယ်လူတွေမှာဘာရှိရမလဲဆိုတော့မေးတော့ဗုဒ္ဓမြတ်စွာကတရားတရားရှိရမယ်လေတဲ့တရားတရားဆိုတာကျွန်တော်တို့ခင်ဗျားတို့သိနေတဲ့ယုံကြည်မှုပေါ့ဗုဒ္ဓဘာသာတွေကဘာယုံကြည်လဲကံရဲ့အကျိုးကိုယုံကြည်ကံရဲ့အကျိုးဆိုတာကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်
ဒါကိုယုံကြည်မှကဘာကြီးကတိုးတက်မယ်လူကလည်းလူကောင်းနေဖြစ်မှာပါမကောင်းတာလုပ်လို့ကောင်းတာဖြစ်နေတာကိုမြင်တယ်ဆိုပြီးတော့သွားအတူယူလိုက်တာနဲ့တပြိုင်နက်ကဘာကြီးကအေးချမ်းတော့မှာမဟုတ်ဘူးအခုကျွန်တော်တို့မကြသေးခင်ကမော်တကားတွေအများကြီးတင်သွင်းခွင့်ပြုလိုက်တယ်လူတွေကကားတစ်စီးနဲ့တစ်စီးကြော်တက်ခြင်းနဲ့ပြိုင်မောင်းခြင်းနဲ့ကြိုက်တဲ့နေရာမှာရက်ခြင်းနဲ့ဆိုတော့မကောင်းတဲ့အသိစိတ်တွေနဲ့လုပ်တဲ့အတွက်ကျွန်တော်တို့လမ်းတွေပိတ်ဒုက္ခတွေဘယ်လောက်ရောက်လဲဆိုစဉ်းစားကြည့်ပါအရင်ကကားစီးရင်မြို့တဲကိုဒီကနေပြီးတော့10မိနစ်ရောက်တဲ့ဟာနိုင်ဝက်လည်းမရောက်တနိုင်လည်းမြို့တဲမရောက်ဘူးဘယ်သူလောက်တာလဲနော်မကောင်းတာကိုကျွန်တော်တို့အတူယူတယ်ဂျာမနီမှာလမ်းဖြတ်ကူးကနေမှရေးရတဲ့စာတစ်ခုရှိတယ်လမ်းဖြတ်ကူးတာကျွန်တော်တို့ကခလုံးနှိပ်လိုက်ရင်စိမ့်လာမှဖြတ်ကူးလို့ရတာမစိမ့်မနဲ့ဖြတ်ရင်လည်းရတော့ဘောကားမရှိတဲ့ခါဒါပေမဲ့ဘာရေးတာလဲဆိုရင်လူကြီးများတတိပြုပါသင်တို့ကလေးများကြည်နေပါတယ်မိစိမ့်မှဖြတ်ကူးပါနော်အဲ့တော့ကလေးတွေကဘ누구အကျင့်လုံးနေလဲလူကြီးတွေကိုကြည်နေပါတယ်ကျွန်တော်တို့တိုင်းပြည်မှာလူကြီးတွေဘာလုပ်နေလဲနော်လွတ်တော်တက်နေပါတယ်နော်လွတ်တော်မှာပရိုဖက်ဆာစိတ်ဖွားကိုရှာနေကြတယ်နော်ဒီ blog ထဲမှာရေးထားတာအမှန်ကောင်းပါတယ်ပရိုဖက်ဆာစိတ်ဖွားအားတဲ့တကယ်လေတော့မင်းသိန်ခရဲ့ဇက်ကောင်ပါပဲတဲ့ဒါကြောင့် CIA အဖွဲ့နဲ့လာပြီးတော့စုံစမ်းတယ်တဲ့ CIA အဖွဲ့လာတော့မင်းသိန်ခဇက်ကောင်ဒေါက်တာပရိုဖက်ဆာစိတ်ဖွားသည်တဲ့တာမွေသင်္ချိုင်းတွင်ရှိတဲ့ဟာတာမွေသင်္ချိုင်းကိုညဘက်တိတ်တဆိတ်ချင်းကပ်သွားရတွင်တဲ့ကွန်ဒိုမီနီယံကြီးနဲ့တွေ့လိုက်ရတဲ့ပရိုဖက်ဆာစိတ်ဖွားနဲ့တွေ့ပြီခရိုနီများနဲ့တော့တွေ့ရပါလေသည်တဲ့အဲ့တော့တယောက်ကလာမေးတယ်ဆရာတဲ့ဆရာခရိုနီလားဆရာတဲ့ဟုတ်ပါဘူးကွာလို့ငါဖြစ်ချင်းဖြင့်ခရိုညိုတော့ဖြစ်မှာဗောလို့ဘာဆိုရင်ကျွန်တော်နာမည်ကဒေါက်တာခင်မောင်ညိုနော်ဒေါက်တာခင်မောင်ညိုဆိုခဏခင်မောင်ညိုဘောကဗေဒလည်းမှားတယ်မောင်ညိုနဲ့လည်းမှားတယ်နော်အိမ်ကျရင်သွားတော့မမှားလည်းတော့အိမ်ကျပြန်ပြောရင်ဒေါက်တာမောင်ညိုဆိုတာနောက်အုံမှာနဲ့စာရေးတဲ့ဆရာတယောက်နော်ကျွန်တော်တရက်မျိုးကိုသွားတော့ဘုန်းကြီးတစ်ပါးကဒေါက်တာမောင်ညိုစာတွေဖတ်ဘူးလေသူကနော်ဇီဝကာမဗေဒတွေပါရေးတာဟုတ်ပြီးတော့ဘုန်းကြီးကတက္ကစာအုပ်တွေဖတ်ဘူးလေတဲ့ဟာရှင်ဖျားဝန်တာလိုက်တာဘာစာအုပ်ဖတ်ဘူးလဲဆိုမောင်ညိုနဲ့မှားတာဖိုမဆက်ဆံရေးအဲ့လိုမှားတာလည်းရှိတယ်ခင်မောင်ညိုဘောဂဗေဒနဲ့မှားတာတော့နော်ကျွန်တော်တိုင်ကျိုးရွာကိုသွားတယ်တိုင်ကျိုးဆိုတာခွာမြို့နယ်နားမှာတိုင်ကျိုးမှာဟောပြောပွဲရှိတယ်ကျွန်တော်ရဲ့ချစ်နိုင်ရဲ့သဲအောင်ရဲ့ဟောပြောပွဲသွားတယ်အဲ့ဟောပြောပွဲသွားတော့ကြပြာတွေဆက်လာတာကျွန်တော်ကြပြာမှမတတ်တာပဲနော်စစ်တပင်ခုတ်အချုပ်တစ်နှစ်ဟာမဟုတ်ဘူးတကြပြာမဟုတ်ဘူးကြပြာကကာယမိတယ်နဲ့ကြပြာမဟုတ်ဘူးထိရရှာရမယ်ဆိုတော့ကျွန်တော်ကြည့်ရတော့ဟာကာယမိတာတစ်ခုတွေ့တယ်ဟိုမှာမော်တကားတစ်စီးမှာဘဲဥသေးတယောက်ကရေးတာသူ့ရဲ့ဘဲဥသစ်တာမှာရေးတာဘဲဥကကွဲမှာဆိုတော့ဒေါ်အေးကြည်ဆိုတဲ့အမျိုးသမီးနော်သူကခွားမျိုးကဒေါ်အေးကြည်တိုင်ကျိုးကခွားပြီးမှရောက်တာဟုတ်သူကရေးတာဒေါ်အေးကြည်ခွားဖြည်းဖြည်းချဘဲဥကွဲမှာဆိုတာဟုတ်ကာယအမနာမိတယ်နော်ဒေါ်အေးကြည်ခွားဖြည်းဖြည်းချတာအောက်မှာဆက်ရေးတာသေးတယ်အချမတော်ကွဲတတ်သည်ရဲ့အဲ့ကျွန်တော်စာရေးဆရာကျွန်တော်ပဲသွားရင်းနဲ့ပျော်စရာကောင်းတာပေါ့အဲ့မှာတိုင်ကျိုးရောက်တော့ဘုန်းကြီးကလာကျိုးတယ်ဘုန်းကြီးကလာကျိုးတော့ကျွန်တော်တို့ပုံတွေကလည်းဗနိုင်းတွေနဲ့ဆွဲလာတာဟုတ်အမတန်တင့်တယ်တပ်ပယ်တာဟုတ်ကျွန်တော်ပုံကျွန်တော်ကြည့်ပြီးတော့သဘောကျတယ်အဲ့ကြည့်တော့ဟာအရှင်ဖျားမှားနေပြီဘာမှားလာလဲကိုမအရှင်ဖျားရေးတာဒေါက်တာခင်မောင်ညိုဟုတ်ပြီဘောဂဗေဒပဲအရှင်ကမဟုတ်ဘူးဒေါက်တာခင်မောင်ညိုကတယောက်ခင်မောင်ညိုဘောဂဗေဒတယောက်စိုက်เสีย2ယောက်မတူဘူးဖျားတော့ဒေါက်တာခင်မောင်ညိုဆိုရင်ဘောဂဗေဒမပါဘူးလို့ပြောတော့အဲ့ဒါနဲ့တကာတဲ့လာတဲ့ဟို